ကမ္ဘာအသေးဆုံးနိုင်ငံများနံပါတ်1 Vatican City ဒီနိုင်ငံဟာကမ္ဘာအသေးဆုံးနဲ့လူဦးရေအနည်းဆုံးနိုင်ငံဖြစ်ပါတယ်လူဦးရေ1000ဝန်းကျင်သာရှိပြီးနိုင်ငံရဲ့ဧရိယာဟာ3.49 စတုရန်ကီလိုမီတာသာရှိပါတယ်ဒီနိုင်ငံမှာအမြဲတမ်းနေထိုင်သူတွေဟာကက်သလစ်ဘုန်းကြီးတွေဖြစ်ပြီးတော့နိုင်ငံသားဖြစ်ခွင့်ကိုမွေးဖွားမှုအပေါ်မဟုတ်ပဲတာဝန်ထမ်းဆောင်မှုအပေါ်မူတည်ပြီးတော့သတ်မှတ်တဲ့နိုင်ငံဖြစ်ပါတယ်နံပါတ်2မိုနာကိုဒီနိုင်ငံဟာပြင်သစ်နိုင်ငံတောင်ဘက်ကမ်းရိုးတန်းနဲ့မြေထဲပင်လယ်အနီးမှာတည်ရှိပါတယ်နိုင်ငံရဲ့ဧရိယာဟာ2.32 စတုရန်ကီလိုမီတာသာရှိပြီးတော့ကမ္ဘာဒုတိယအသေးဆုံးနိုင်ငံဖြစ်တယ်လို့ကမ္ဘာလူဦးရေအသိပ်သေးဆုံးနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်ကာစီနိုရုံတွေဇင်ကန်ဟိုတယ်တွေနဲ့Formula 1ပြိုင်ပွဲတွေကြောင့်ကမ္ဘာကျော်ပြီးချမ်းသာတဲ့နိုင်ငံငယ်လေးတစ်ခုဖြစ်ပါတယ်နံပါတ်3နာအူရုဒီနိုင်ငံဟာဩစတြေးလျနိုင်ငံရဲ့အရှေ့မြောက်ဘက်ပစိဖိတ်သမုဒ္ဒရာအတွင်းမှာတည်ရှိတဲ့ကျွန်းနိုင်ငံငယ်လေးဖြစ်ပြီးတော့နိုင်ငံဧရိယာဟာ21စတုရန်ကီလိုမီတာသာရှိပါတယ်ကမ္ဘာအသေးဆုံးကျွန်းနိုင်ငံဖြစ်တယ်လို့တတိယကမ္ဘာအသေးဆုံးနိုင်ငံလည်းဖြစ်ပါတယ်အရင်ကတွင်းထွက်ပစ္စည်းတွေကြောင့်ချမ်းသာခဲ့ပေမဲ့လက်ရှိမှာတော့တဘာဝအရင်းမြစ်ရှားပါမှုတွေနဲ့ရင်ဆိုင်နေရတဲ့နိုင်ငံဖြစ်ပါတယ်နံပါတ်4တူဗာလိုဒီနိုင်ငံဟာပစိဖိတ်သမုဒ္ဒရာအတွင်းမှာရှိတဲ့ဟာဝိုင်အီနဲ့ဩစတြေးလျကြားမှာတည်ရှိပါတယ်နိုင်ငံတစ်ခုလုံးကိုကျွန်းစု9စုနဲ့ဖွဲ့စည်းထားပြီးတော့နိုင်ငံရဲ့ဧရိယာဟာ26စတုရန်ကီလိုမီတာသာရှိပါတယ်ကျွန်းစုနိုင်ငံဖြစ်လို့ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုတွေကြောင့်နောက်တစ်ချိန်မှာပင်လယ်ရေအောက်မြုပ်သွားနိုင်ခြေအရှိဆုံးနိုင်ငံအဖြစ်စိုးရိမ်ခြင်းခံနေရပါတယ်နံပါတ်5 San Marinoဒီနိုင်ငံဟာအီတလီနိုင်ငံရဲ့နယ်နိမိတ်အတွင်းမှာပတ်လည်ဝိုင်းရံခံထားရတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်နိုင်ငံရဲ့ဧရိယာဟာ61စတုရန်ကီလိုမီတာသာရှိပြီးတော့ကမ္ဘာတက်တန်အရင်ဆုံးတမရနိုင်ငံလို့လူသိများပါတယ်တောင်ကုန်းပေါ်မှာတည်ရှိပြီးတော့ရှေးဟောင်းသမိုင်းဝင်အဆောက်အဦတွေကြောင့်ခရီးသွားလုပ်ငန်းအလွန်ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့နိုင်ငံတွေကတော့ကမ္ဘာအသေးဆုံး9နိုင်ငံပဲဖြစ်ပါတယ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်